ရင်ဒါဖြစ်ပါမလားဒီဟာလို့ရင်အဆင်ပြေမှာမဟုတ်ဘူးနော်ဒီလိုမျိုးတွေအမြဲတမ်းပြောတာကြားရတယ်ပေါ့နော်ဒါကသူတို့ရဲ့စေတနာလည်းဖြစ်နိုင်တယ်လို့တစ်ဖက်မှာပြန်ကြည့်နေသူတို့ကြောက်စိတ်လည်းဖြစ်နိုင်တယ်ကျမလောက်ခဲ့တဲ့နီလန်လေးတစ်ခုက silent ဆိုတဲ့တိတ်ဆိတ်ခြင်းကိုအသုံးချခဲ့ရပါကျမအနေနဲ့ပုံမှန်ဆိုရင်မလုံနဲ့ဆိုရင်မလုံတော့ဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျမ silent ဆိုတဲ့တိတ်ဆိတ်ခြင်းကိုအသုံးချခဲ့တယ်ဥပမာအနေနဲ့ကျမတနေ့ကို15မိနစ်လောက်ဖြစ်ဖြစ်နာရီဝက်လောက်ဖြစ်ဖြစ်ဖုန်းလဲလုံးဝပိတ်တယ်လူတွေနဲ့အဝေးကြီးမှာထိုင်ပြီးတော့ကိုပြန်မေးတာပေါ့အဓိကကျမတို့ရဲ့ unconscious မှာကျမပြန်မေးရနေတာကိုသူများတွေအားကြအောင်လုပ်နေရလားနေတကယ်ဝါသနာပါလို့လုပ်နေရလားလူကျင်တဲ့ဥစ္စာဘာလဲဒါမျိုးတွေကိုပြန်ပြီးတော့မေးခဲ့တဲ့အခါမှာအများကြီးထွက်လာခဲ့တယ် NLP မှာဆိုရင်လည်းကျမတို့ရဲ့ value ပေါ့နော်တန်ဖိုးထားမှုတွေပြန်ရှာရတာတွေအများကြီးလုပ်ခဲ့ရတယ်အဲ့တော့ကိုယ့်ရဲ့ compass ကိုပြန်ရှာဖို့ဆိုရင်အပြင်ကစူညံတန်တွေခဏလေးဖယ်ထားပြီးတော့ကိုယ့်ရဲ့အတွင်းထဲကတိုးသီးတန်တွေကိုတကယ်နားထောင်တတ်ဖို့လိုပါတယ်လမ်းပြောင်းနေတဲ့အချိန်မှာဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့တေချာပေါက်ပတ်ဝန်းကျင်အတန်ကြီးကြားလိုက်မယ်ဒီဟာလို့ဒါကကောင်းတယ်ဟိုကမကောင်းဘူးအဲ့တော့ကျမအနေနဲ့နားလေတာဘာလဲဆိုတော့လူတိုင်းကလမ်းနေမတူကြဘူးပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကမတူကိုယ့်အတွက်မှန်တာကိုကိုယ်တိုင်ရှာကြတယ်အဲ့တော့ကျမအနေနဲ့ကလည်းဒီ2026မှာပေါ့နော်နောက်ပြီးစပြီးတော့ဒီတင်တန်းတက်ခဲ့မှာကျမရှာတွေ့ခဲ့တာကျမရှာတွေ့ခဲ့တဲ့နေရာတစ်ခုလို့လည်းပြောလို့ရတယ်အဲ့ဒီနောက်ပိုင်းမှာကိုကျမမေးခွန်းနေမေးတက်လာတယ်ငါဘာလို့ရင်ကိုယ့်အတွက်ရောတခြားသူတွေအတွက်ရောအဓိပ္ပာယ်ရှိမလဲပေါ့နော်အဲ့တော့အဲ့ဒီမေးခွန်းနေရနေပြီးတော့ကျမ clarity ရလာတယ် direction တွေရလာတယ်အဲ့ဒါကြောင့်မလို့ကျမရဲ့ compass ကိုနောက်ဆုံးပြန်ပြီးတော့ရှာတွေ့နိုင်ခဲ့တယ်ပေါ့နော်